လေးမငါအထင်လွဲရလားတန်တရားတွေကဝေဝါကတော့ငါစိတ်တွေကဓာတ်ဖောင်းနေတဲ့နေဘကငါကိုယူတဲ့ထင်မလားဆဆရရကယူဆိုင်ပါစိတ်ဘူးလို့ပြောမိတဲ့ဒီစကားမင်းတွေ့ကြတော့ယိုနေပြီလားယူငါမင်းကြောင့်အခုငိုကြွေးကအိမ်မရတဲ့ညတွေကများငါရေးဆွဲခဲ့ဘဝတချို့နဲ့မဆုံးတတ်တဲ့ဇလန်တစ်ပုဒ်ကတခြားစီပါလားမင်းကြောင့်ပဲငါရဲ့နှလုံးသားလဲတစားစီသွားပြီးခြေခွဲခဏတာလာကလာအချိန်တို့တွင်းမှာငါရင်နေကွက်ခံစားအရာရာပိစထားတန်ရများစွာကနာကျင်စေပါငါရင်တော့ကချစ်ခဲ့တဲ့နေ့ရက်တွေကိုတွေ့ရင်ငါလွန်လို့ခံစားချက်ကိုမျိုးသေးရင်ထိန်ချိုးကနေရည်တွေ့ကြလာခံစားချက်များစွာနေရှိတဲ့ရမှာနေထိုင်ရခက်လာပိစမှုများစွာနဲ့ရင်နီးပြီးချစ်တဲ့ငါခုကြတော့မြဦးကငါမဟုတ်ဘူးရှာတဲ့ပတ်မှာချိန်တော့ကရချစ်ခဲ့တဲ့သူမျိုးရောက်ကဝေးသွားတယ်ပဝင်းချစ်ကြောက်ချတော့ငါအတဲကဆုံးမွားခြင်း yeah ဘယ်လိုလုပ်ရမလဲအလုံးကဝမ်းချုပ်ပြီးပြောကြတဲ့ဘောတရားရဲ့ရှင်ထဲမှာရှိတဲ့အတန်ပြောရရင်တော့ပွားမယ်တကယ်မဆောက်တလွဲ